ထင်သေးပြီးတော့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီဘုရားလောင်းမိမဲ့လို့ဘုရားကိုမကြည်ညိုဘူးဆိုတာတတိထားဖို့လိုအပ်တယ်ကသဗ္ဗဘုရားပြီးရင်ပွင့်မဲ့ဘုရားအလောင်းကဘုရားကိုမကြည်ညိုဘူးဟုတ်ကဲ့လားဒါကြောင့်မလို့ကိုယ့်ကိုသိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဗုဒ္ဓဘာသာဖြစ်နေပြီမဲ့လို့နောက်ဘဝမှာဗုဒ္ဓဘာသာလူမျိုးတွေဈာမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ဈာမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေပဲရောင်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုယ့်ကိုခိုင်မာအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အသိဉာဏ်နော်ဒီလိုဘုရားလောင်းကြီးတောင်မှပဲဒီဘုရားကိုကြည်ညိုနိုင်စွာမရှိအဲ့ဒီမှာကသဗ္ဗမြတ်စွာဘုရားကိုပြုစုနေတဲ့ကသဗ္ဗဘုရားနဲ့အမတန်မှယဉ်နှီးတဲ့ဂတိကာရဆိုတဲ့ဩရိမ့်တယ်ကြီးရှိတယ်ကောရမဘုရားလောင်းတောထွက်တဲ့အခါကျတော့ကြာသင်္ကန်းလာကတ်တယ်ဆိုတာဗြဟ္မာကြီးအဖြစ်နဲ့အဲ့ဒီဂတိကာရကသဗ္ဗလက်ထက်တုန်းကကသဗ္ဗဘုရားလက်ထက်တုန်းကသူကဩရိမ့်တယ်ကြီးမျက်စိနှကွင်းအလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတာသူကအနာဂံဥပဒကာကြီးဇောတိပါဠဆိုတဲ့ပုံနာနဲ့သူကအမတန်မှခင်တယ်အမတန်မှယဉ်နှီးတယ်ယဉ်နှီးတော့အဲ့ဒီဇောတိပါဠပုံနာကိုဘုရားကြောင့်ခေါ်တာဘုရားကြောင့်သွားအောင်ဆိုမလိုက်ဘူးသူကနော်မလိုက်ုံနဲ့မကဘူးဒီဥပိကရုံးနေစီသွားလို့ဘာအကျိုးရှိမှာတုံးဆိုတဲ့စကားမျိုးပြောတယ်သူကနော်နောက်ဆုံးကြတော့ဂတိကာရဆိုတဲ့ဩရိမ့်တယ်ကြီးကခွန်အားဗလာလည်းမတန်ကောင်းတယ်နောက်ဆုံးကြတော့လိုက်မှလားမလိုက်ဘူးလားဆိုပြီးတော့သပင်ဆွဲပြီးတော့ကင်လိုက်တဲ့အခါကျတော့မှသူကဘုရားလောင်းဆိုတာစိတ်ကောင်းတော့အမတန်ရှိဂတိကာရလူစနှိမ့်တဲ့လူတယောက်ကသူ့သပင်ကိုကင်နာနဲ့ပဲသူကတာမန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီနေရာမှာတပ်ပွဲဖြစ်သွားနိုင်တယ်ပေါ့ဟောဘုရားလောင်းကတော့စဉ်းစားတယ်တိတ်အရေးကြီးတဲ့ကိစ္စမို့ငါ့ကိုခေါ်တာပဲလို့ဒီလိုတွေးတယ်အဲ့ဒါလို့တွေးပြီးတော့ကဲသပင်တော့မဆွဲနဲ့လိုက်ခဲ့ပဲလိုက်သွားတယ်ဘုရားစီရောက်တော့တရားဟောတယ်ဘုရားတရားလည်းနားလဲရဆုံးဖြတ်ချက်ကြသွားတယ်ဓမ္မတရားအစစ်တရားမှန်ပဲဆိုတာချက်ချင်းသိသွားစောစောပိုင်းတုန်းကတော့ဇာတိမန်တွေပညာမန်တွေနဲ့အခုကံဖြစ်နေသည့်အတွက်ကြောင့်ဘုရားပေါ်မှာအထင်သေးမြင်သေးစကားတွေပြောခဲ့တယ်ဘုရားတရားနာလဲရတဲ့အခါကျတော့အမှန်တရားဆိုတာဒါပဲလို့ဆုံးဖြတ်ပြီးတရားပွဲကထတာနဲ့ဘုရားစီမှာခွင့်တောင်းပြီးတော့သင်္ကန်းဝတ်လိုက်တာအိမ်မပြန်တော့ဘုရားလောင်းတွေကဆုံးဖြတ်ချက်အမတန်ပြင်းထန်တယ်တာမန်ပုဂ္ဂိုလ်တွေကဒီလိုဆုံးဖြတ်ချက်သိပြီးတော့မရှိဘူးကြိုက်တော့ကြိုက်တယ်မလုံးနိုင်သေးဘူးဒီလိုဘုရားလောင်းနေကြတော့အယူဝါဒတစ်ခုကိုယူပြီးဆိုလို့ရှိရင်လည်းလမ်းဆုံးအောင်လိုက်တယ်စွန့်ပြီဆိုရင်လည်းချက်ချင်းစွန့်တယ်သူတော့အချိန်မဆွဲဘူးဆိုလိုတာကပြတ်သားတယ်ရဲရင်နဲ့ပေါ့တာမန်ပုဂ္ဂိုလ်တွေကပြတ်သားမှုရဲရင်မှုအားနည်းတယ်မရှိကြဘူးဒါကြောင့်မို့လို့တန်တရားထဲမှာအချိန်ဆွဲနေကြတာဟုတ်ကဲ့ဘုန်းကြီးတို့တွေပြတ်သားမှုရဲရင်မှုမရှိသည့်အတွက်ကြောင့်တန်တရားထဲမှာအချိန်ဆွဲပြီးကြားနေကြတာဇောတိပါဠလူလင်ဘွားတုန်းကဘောဓိဆိုတာလွန်ခဲနာဒီလိုဥပိကရုံးနေအနေနဲ့ဘယ်လိုလုပ်ပြီးဘောဓိဉာဏ်ကိုရနိုင်မှာတုံးဆိုတဲ့ဒီအပြောနဲ့ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့်လမ်းလွဲပြီးတော့သူခင်ဗျာကျင့်နေရတာလွယ်နဲ့မရဘူးတဲ့အဲ့ဒါဒီစကားပြောခဲ့သည့်အတွက်ကြောင့်လွယ်နဲ့မရခဲ့ဘူး6နှစ်ပတ်လုံးလမ်းလွဲပြီးတော့ဘုရားလောင်းမှာကျင့်ကြံကြိုးကိုအထောက်ခဲ့ရတယ်ပင်မဆင်းရဲစွာလမ်းရှာမတွေ့နိုင်ဘူးအတော်နဲ့အဲ့ဒါဟာဝတ်ကြွေးကိုပေးဆက်လိုက်ရတာပဲလို့ဒီလိုပြောတာเนาะအဲ့ဒါဘဝမှာဝတ်ကြွေးကိုပေးဆက်လိုက်ရတာဒါဒီတစ်ခုပဲဒီတစ်ခုဟာဝတ်ကြွေးကိုပေးဆက်လိုက်ရတယ်ဒါကြောင့်မို့လို့အမတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ဝစီကံမျိုးပြမှားတဲ့စကားမျိုးမပြောမိအောင်ဘုန်းကြီးတို့တွေဆင်ခြင်ဖို့လိုအပ်တယ်တဲ့ဒီကံကြမ္မာဝတ်ကြွေးကကိုယ်တိုင်လုပ်ခဲ့တာဖြစ်သောကြောင့်ဒီကံကြမ္မာဟာကိုယ်တိုင်ဆောင်ရွက်ခဲ့တဲ့ကံဖြစ်သောကြောင့်
ကိုယ်တဏ္ဍာမှာကျွေးအနေနဲ့တင်ရှိနေတယ်ဒါကြောင့်မို့ပေးဆက်လိုက်ရတယ်တဲ့6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ပြီးတော့ပေးဆက်လိုက်ရတယ်6နှစ်ကျင့်တဲ့အကျင့်ဟာဘာမှအထောက်အကူမဖြစ်ဘူးပြင်မယုံတက်တက်ပဲလို့ဆိုလို့တယ်နော်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်လို့ဖျားဖြစ်တာမဟုတ်ဘူးလမ်းလွဲပြီးတော့လိုက်နေတာခန္ဓာကိုယ်ပြင်မယုံပဲမှန်ကန်တဲ့လမ်းကြောင်းဟာနောက်မှတွေ့သွားဒီလိုဆိုလိုတာနော်အဲ့ဒီလမ်းမလိုက်တာဘာကြောင့်လိုက်ရတယ်လဲဆိုရင်ကတ္တဗဘုရားလက်ထက်တုန်းကမမနာကြီးပြီးတော့ပြောမှားဆိုမှားလုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီကံကြမ္မာဝှကျွေးကိုပေးဆက်ရတာတဲ့ဟောကဲနောက်တစ်ခုမြတ်စွာဘုရားရဲ့ဘဝကိုကြည့်ဘုရားရဲ့ဘဝမှာဒီဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့နော်တေချာစဉ်းစားကြည့်မယ်လူဘဝရလာတဲ့အခါလူတိုင်းဆွဆွဲခံရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆွဆွဲခံရမှုကြီးဟာနှစ်ကြိမ်ကြုံခဲ့ဘူးသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာတစ်ခုစိဉ္စမာနဝိကာလို့ဆိုတာရဲ့ပြဿနာတစ်ခုအောင်ချင်း7ပါးထဲမှာတော့စိဉ္စမာနဝိကာအကြောင်းသိနေကြတယ်ပေါ့နော်အဲ့တော့မသိတာကသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာဆွဆွဲခံရမှုကြီးတွေကအမတန်မှဖြည့်ရှင်းရခက်တဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့ဘူးတဲ့ဘုရားလောင်းမြတ်စွာဘုရားဘဝမှာကြုံခဲ့တယ်အဲ့ဒီလိုကြီးမားတဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံတာဟာလည်းပဲကံကြမ္မာဝှကျွေးကိုပေးဆက်ရတာတစ်ချိန်တုန်းကဆွဆွဲခဲ့ဘူးတဲ့သူကိုယ်တိုင်ဆွဆွဲခဲ့တာအဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုတွေကိုသူကိုယ်တိုင်ခံရတာတဲ့ဘာလို့ဆိုလို့ရှိရင်ဖုဒ္ဓမြတ်စွာဘုရားရဲ့လက်ထက်အခါကာလမှာသူကဖုဒ္ဓမြတ်စွာဘုရားရဲ့တာဝကတွေဆွဆွဲခံရတာနဲ့ပတ်သက်လာတဲ့အခါမှာသူကဘယ်သူဖြစ်ခဲ့တာတုံးလို့ဆိုမုနာလိဆိုတဲ့လူဆိုးလူပေတယောက်ဖြစ်ခဲ့ခုခေတ်တော့လမ်းတရားလို့ပြောခြင်းပြောမှာပေါ့ပါဠိစာပေကဒုဋ္ဌလို့ဆိုတဲ့အသုံးနဲ့သုံးတယ်ဒုဋ္ဌဆိုတာအပျော်ကျူးသမားလူဆိုးပေါ့ကစားကျူးတယ်အရက်ကျူးတယ်ကာမကျူးတယ်ဆိုတဲ့အဲ့ဒီအပျော်ပါလိုက်စားပြီးတော့မကောင်းတာဆိုအကုန်လုံးတဲ့လူမျိုးကိုဒုဋ္ဌလို့ခေါ်တယ်ပေါ့ကျင့်ကြုတ်ကအဲ့ဒီမုနာလိဆိုတဲ့ဒုဋ္ဌဘဝမှာလူဆိုးဘဝမှာသူကသူရပိဆိုတဲ့ပိစိကဗုဒ္ဓမထေရမြတ်ပိစိကဗုဒ္ဓအရှင်မြတ်ကိုသူကဆွဆွဲခဲ့ဘူးတယ်မဟုတ်တရုံနဲ့မတော်မတရားဆွဆွဲခဲ့တယ်နော်တကယ်ပိစိကဗုဒ္ဓကိုသွားပြီးတော့ဆွဆွဲခဲ့တာအဲ့ဒီဆွဆွဲခဲ့တဲ့ပြဿနာကံကြမ္မာကြောင့်ဒီဘဝမှာအကြီးအကျယ်ဆွဆွဲခံရတယ်ဘယ်လိုဆွဆွဲခံရတော့ဆိုဒီပြဿနာကဒီဆွဆွဲမှုကြီးကဘယ်မှာဖြစ်တော့ဆိုတာဝတိပြည်မှာဖြစ်တယ်တာမန်ပုဂ္ဂိုလ်ဆိုရင်ဖြေရှင်းမှုရအမှန်တန်ခက်ပါမြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ယဟန်တွေကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကလည်းအမှန်တန်များတယ်ဒါကြောင့်မို့လူတွေကလှူကြတန်းကြဘုရားအကြောင်းတော်ကိုသွားကြလာကြလှူကြတန်းကြဆိုတော့တစ်ဖက်ဘာသာကြားတွေမှာရှိတယ်ပရပိုက်တီကြီးညိုမဲ့လူမရှိဘူးမေးမဲ့လူမရှိဘူးလာမဲ့လူမရှိဘူးအဲ့ဒီအခြေအနေမျိုးရောက်သွားတဲ့အခါကျတော့ဟိုတစ်ဖက်ကဒါလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့တစ်ဖက်ကသိတ်ကြီးပွားနေပြီးတော့တစ်ဖက်ကလုံးဝနှိမ့်ကျသွားတယ်ဆိုရင်အဲ့ဒီတစ်ဖက်ကဘာလုပ်မလဲမနာလိုတွေဖြစ်လာတာပေါ့နော်အဲ့ဒီ provide တွေကမနာလိုဖြစ်လာတဲ့အခါကျတော့လောက်ကြံဆွဆွဲမှုကြီးတစ်ခုဖန်တီးကြယုတ်တိရှိအောင်သူတို့ဘယ်လိုဖန်တီးတုံးလို့ဆိုတော့သူတို့ provide တွေထဲမှာအမျိုးသမီး provide မလေးတွေလည်းရှိငယ်ငယ်ရွယ်ရွယ်တွေသုံးတရီဆိုတဲ့ provide မလေးကရုပ်ဆင်းကအမတန်မှချောမောလှပါတယ်ငယ်လဲငယ်အဲ့တော့သူ့ကိုတိုက်တွန်းကြတယ်ဆွဆွဲဖို့ရအတွက်သူ့ကိုအသုံးပြုကြတယ်ပေါ့
သူကဘာလို့ပေးရမလဲလို့ဆိုရင်နေ့စဉ်ဘုရားကျောင်းတော်ကဒကာဒကမတွေတရားနာပြီးအပြန်မှာသူကကျောင်းတော်ဘက်ကိုသွားရတရုပ်ဆောင်တာပေါ့လေခုခေတ်လို့ဆိုလို့ရှိဟုတ်ကဲ့လူတွေကတွေ့တယ်သုံးတရီပဲသွားတာတော့ဆိုရင်ဇေရုံအကြောင်းသွားမလို့အဲ့ဒီအပြောလေးနဲ့သူကဇေရုံအကြောင်းကိုနေ့တိုင်းသွားတာညနေနေဝင်ချိန်ဆိုရင်ဇေရုံအကြောင်းသွားပြီကျန်တဲ့လူတွေကဘုရားဘူးတရားနာပြန်လာရင်သူကဇေရုံအကြောင်းပဲသွားတယ်သို့တော့ဇေရုံအကြောင်းသားရောက်တဲ့အခါကျတော့အဲ့ဒီမဝင်ဘူးလှက်ပတ်ဝင်လာပြီးတော့တခြားလမ်းကနေထွက်သွားတယ်ပေါ့ဘာဖြစ်လာအောင်လို့ဆိုလူတွေတန်တရားဖြစ်လာအောင်လုပ်တဲ့သဘောပေါ့နောက်အဲ့ဒါလို့အများသိလာအောင်ညနေတိုင်းဇေရုံအကြောင်းသွားတယ်ဆိုတာလေးကပတ်ဝန်းကျင်ကပြောဆိုလာတဲ့အချိန်လေးမှာဘာလို့တုံးဆိုတော့အမတန်ရက်စက်တဲ့အကြံပဲသုံးတရီကိုလူသားသမားငှားပြီးတော့တပ်လိုက်တယ်တပ်ပစ်ပြီးတော့သုံးတရီရဲ့အလောင်းကိုဇေရုံအကြောင်းထဲမှာသွားပြီးတော့ပစ်ထားတယ်လူတွေဖះကိုပန်းနေပူဇော်တဲ့ပန်းနေနဲ့အမိုက်တွေပစ်တဲ့နေရာထဲမှာသုံးတရီရဲ့အလောင်းကိုဖုံးပြီးတော့အဲ့မှာပစ်ထားလိုက်တယ်အဲ့ဒါလို့လဲတပ်ဖြတ်ကျူးလွန်ပြီးတဲ့နောက်မှာသုံးတရီပျောက်နေတယ်နဲ့ဘုရင်စီတိုင်တာပေါ့တိုင်တော့လိုက်ရှာဘယ်မှာတန်တရားရှိတော့ဟာဒီရဲ့ဘက်မှာ तू နေတိုင်းဇေရုံအကြောင်းသွားတယ်ညနေဆိုရင်အဲ့ဒီပဲသွားတာဇေရုံအကြောင်းမသင်္ကာဘူးဆိုပါစစ်တဲ့သူ့အလောင်းကဇေရုံအကြောင်းတွေကတွေ့လာတယ်အဲ့ဒါလို့တွေ့လာတဲ့အခါကျတော့ဘာလို့ကြတော့ဆိုဒီသုံးတရီလေးကိုမတရားပြုကျင့်ပြီးတော့အခုလိုတတ်ပြစ်ပြီးတော့ဖုံးကွယ်ထားကြတယ်ဒီယဟန်တန်ဃာတွေကလောက်ကြတယ်ယဟန်ဂေါရမသူ့တပည့်တွေနဲ့ဒါတွေကိုကျွလွန်ပြီးတော့လူသားမှုထီအောင်ကျွလွန်ကြတယ်ဆိုပြီးတော့မြို့ထဲမှာလိုက်ကြော်ညာကြတယ်ကဲတလောက်ဒီဆွဆွဲမှုကြီးကဘလောက်ကြီးကျယ်တဲ့ဆွဆွဲမှုကြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဖြည့်ရှင်းမှုအလွန်ခက်တယ်နော်မှန်ပါဗျာတတ္တိတက္ကရာတဲ့ရှာဖို့အလွန်ခက်တယ်အဲ့ဒီလိုဖြစ်နေရင်ကနေပြီးတော့အလုံးကလူတွေကရသောအပြင်လူဆိုတာကအသိဉာဏ်မရှိတဲ့လူကများတာဘယ်လိုလုပ်တော့ဂေါရမဘုရားနဲ့တပည့်တွေတော်တော်ဆိုးတာပဲသုံးတရီကိုမတော်မတရားလုပ်ပြီးတော့တပ်ဖြတ်ထားကြတယ်တပ်ဖြတ်မှုကျွလွန်တဲ့နဲ့ဆိုပြီးတော့ဒီလိုအိုးတောင်းလဲဖြစ်နေတဲ့အချိန်မှာဘာဖြစ်လာရဟန်းတန်ဃာတွေမြို့ထဲရွာထဲဆုံးခံသွားတယ်ဆိုလို့ရှိရင်ဆဲကြတယ်အတင်းပြောကြတယ်မဟုတ်တာတွေပြောကြတယ်ဆိုရဟန်းတန်ဃာတွေမျက်နှာမလှဘူးပေါ့ဆုံးခံသွားဖို့ရဟန်းတွေကမြို့ထဲကိုမသွားရဲအောင်ဖြစ်လာတယ်ပေါ့အခြေအနေကအဲ့ဒါလောက်ထိအောင်ဆိုးလာနောက်ကြတော့သူတို့လှုပ်တဲ့လှုပ်ရဟာပေါ်လာငှားရမ်းပြီးတော့တတ်တဲ့လူသားသမားတွေကအရက်သမားတွေဆိုတော့သူတို့အရက်တောင်ရင်တော့ဟုတ်လားထရင်မှုတော့နွားကိုပေါ်ကျွဲကိုပေါ်ဆိုတာသူတို့တတ်တယ်ဆိုတာပေါ်လာတဲ့အခါကျတော့အဲ့ဒီအကြောင်းကိုစုံစမ်းထောက်လှမ်းနေတဲ့ပုဂ္ဂိုလ်တွေကဒီစကားလည်းကြားရောစုံစမ်းတော့တာပေါ့ဖမ်းပြီးတော့မေးတဲ့အခါကျတော့ဟုတ်တယ်သူတို့တတ်တယ်ဘယ်သူကတတ်ခိုင်းတာတော့ဆိုပရပိုက်တွေကတတ်ခိုင်းတာဆိုသူတို့ရဲ့လောက်ရကြီးဟာအဲ့ဒီမှာပြန်ပေါ်သွားတာဒီဆွဆွဲမှုကြီးဟာကြည်တာမန်အနေနဲ့ဆိုဖြည့်ရှင်းမှုအမတန်ခဲရင်နေရသော်ဘုရားဟာအခုလိုဆွဆွဲခံရတာဟာဘာကြောင့်လို့ဆိုလို့ရှိရင်မုနာလီဆိုတဲ့လူဆိုးဘဝတုန်းကပိစိကဗုဒ္ဓတစ်ပါးကိုသူကဆွဆွဲခဲ့တယ်တဲ့အဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုရဲ့ကံကြမ္မာဝတ်ကြွေးကိုသူခုပေးစားတာတာမန်နဲ့ဆွဆွဲမခံရဘူးတဲ့နော်ဘုရားတောင်မှဒီလိုပေးစားရတယ်လို့ဒီလိုပြောတာ